တနေ့မှာဆင်းရဲတဲ့ကောင်လေးတစ်ယောက်ကသူ့အတန်းဖော်အိမ်ကိုညစာစားဖို့သွားခဲ့တယ်။သူနဲ့အတူသူ့ရဲ့ရွှေစွန်းကိုလည်းယူသွားခဲ့တယ်။လူတိုင်းကသူ့ကိုရင်မောကြတယ်။ဒါပေမဲ့သူတို့မသိတာကဒီဆင်းရဲတဲ့ကောင်လေးဟာမကြခင်အချမ်းသာဆုံးလူတစ်ယောက်ဖြစ်လာမဲ့သူဆိုတာပဲ။အဲ့ဒီအရာအလုံးရဲ့လျှို့ဝှက်ချက်ကတော့သူ့ရွှေစွန်းထဲမှာပဲရှိနေတယ်။ဒီစွန်းကိုသူကလမ်းဘေးမှာရှိတဲ့အမေအိုတစ်ယောက်စီကနဲ့သူညနဲ့ဝယ်ခဲ့တာဖြစ်တယ်။အမေအိုကပြောခဲ့တာကဒီစွန်းကိုသုံးပြီးအချမ်းသာတဲ့မိသားစုအိမ်မှာအစားသုံးချိန်စားနိုင်ရင်သူတို့ရဲ့သားနဲ့မင်းအနေနဲ့ identity လဲလှယ်နိုင်မယ်လို့ပါဟင်နရီကယုံလဲမယုံလဲနဲ့ဝယ်ခဲ့တယ်။ဒီနေ့ကသူ့အတန်းပေါ်အချမ်းသာဆုံးတစ်ယောက်ဖြစ်တဲ့ဒေးဗစ်ရဲ့ပါတီနေ့ဟင်နရီကိုမထားပေမဲ့သူ့ဘဝပြောင်းဖို့ခွင့်ရေးအတွက်သူကိုယ်တိုင်သွားခဲ့တယ်။လူတိုင်းကသူ့ကိုမြင်ပြီးအံ့ဩကြတယ်။ဒီနေရာကဆင်းရဲသားတွေအတွက်မဟုတ်ဘူးလို့ပေါဆိုတဲ့တငယ်ချင်းတယောက်ကအမြဲဟင်နရီကိုအတန်းထဲမှာလဲအနိုင်ကျင့်တတ်သူဖြစ်တယ်။သူကဟင်နရီကိုပတ်စံတရက်ပေးပြီးဘေးကလူတောင်းစားတွေလက်လို့မသွားရအောင်ပေါ့လို့ပြောပြီးတယော်ခဲ့တယ်။ဒါကိုဒေးဗစ်ကချက်ချင်းထားပြီးဟင်နရီရောက်လာပြီးသားဆိုတော့အစားစားပြီးမှသွားပါစေလို့ပြောတယ်။စပွဲပေါ်မှာအစားအစာမျိုးစုံနဲ့ရွှေစွန်းတွေတင်ထားတယ်။ဟင်နရီအတွက်ဇွန်းပေးမယ်ဆိုတော့အော်ကဆင်းရဲသားတွေရွှေစွန်းမသုံးထိုက်ဘူးလို့တားပြီးဇွန်းပေးဖို့ပြောတယ်။ဟင်နရီကမာမျက်မထွက်ပဲသူ့ရွှေစွန်းကိုသုံးဖို့ခွင့်ရေးရသွားတယ်။ဟင်နရီစားနေချိန်မှာဇွန်းကတောက်ပလာတယ်။အဲ့ဒီချိန်မှာဇွန်းရောင်းတဲ့အမေအိုကခရစ်စတောပေါင်းနဲ့ကြည့်ပြီးပြဆက်စားရမယ်လို့ပြောတယ်။နောက်တစ်ချိန်စားနိုင်ဖို့ဟင်နရီကဒေးဗစ်နားကိုကပ်ပြီးအလုပ်တွေကူလုပ်တဲ့တနေ့မှာသူရေးပေးတဲ့ report ကိုဒေးဗစ်ရဲ့အဖေကြည့်ပြီးအယမ်းကျေနပ်သွားတယ်။နောက်ညမှာဟင်နရီကဗိုက်စာနေတဲ့အိမ်မှာ instant noodle တစ်ခွက်စားလို့ရမလားလို့ပြောတော့ဒေးဗစ်ကအစားအစာအများကြီးပြင်ခိုင်းတယ်ဟင်နရီကဇွန်းထက်သုံးမဲ့အချိန်မှာဒေးဗစ်ရဲ့အဖေဝင်လာပြီးစင်းရဲသားတွေနဲ့မိတ်ဆွေဖြစ်တာအကျိုးမရှိဘူးလို့သားကိုဆုံးမတယ်ဒေးဗစ်ကမပြန်ပြောရဲပဲဟင်နရီကိုပြန်ပို့လိုက်တယ်ဒါပေမဲ့ဟင်နရီကမလက်လျော့ဘူးစပွဲပေါ်ကအစားအစာတွေလွှင့်မယ်ဆိုတော့ပြန်ဝင်ပြီးစားလောင်နေတဲ့ကြားလိုစားတယ်မပြီးခင်မှာပဲအဖေပြန်လာတော့ဟင်နရီရမ်းရှက်သွားတယ်အမြန်ထွက်သွားခဲ့ပေမဲ့သူ့ရွှေစွန်းကိုမယူသွားဘူးဒေးဗစ်ရဲ့အမေကဇွန်းကိုမုန်းတီးပြီးဟင်နရီကိုပြန်ပေးပြီးဒီအိမ်ကိုနောက်တစ်ခါမလာနဲ့ငါသားမှာစင်းရဲသားတငယ်ချင်းမရှိဘူးလို့ပြောတယ်ဟင်နရီကမပြောမဆိုလှည့်ထွက်သွားခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်မသိတာကမကြခင်ဟင်နရီဟာသူတို့ရဲ့သားအနေနဲ့ပြန်ပေါ်လာတော့မယ်ဆိုတာပဲ